ကျွန်တော်နာမည်ကလူယွန်းနဲ့အဲ့ဒီညမတိုင်ခင်ထိတော့ကျွန်တော်ရဲ့အကြီးမားဆုံးသောတောကတွေဟာလာမယ့်လအတွက်အိမ်လခပေးဖို့ရပြီးတော့ဗီဒီယိုတိုလေးတွေကခြေတန်းရှိအလှပကားမလေးတွေထဲမှာဘသူက float တွေအလွန်ကျွံသုံးထားတယ်ဆိုတာအဝေးခွဲရခက်နေတာမျိုးရဲ့ပဲရှိခဲ့တာပါဒါမဲ့ရုတ်တရက်ဆိုသလိုအခန်းစီကနေတကားကိုအပြင်းထန်လာရောက်ထူရိုက်တန်တစ်ခုထွက်ပေါ်လာခဲ့တယ်ပထမတော့ကျွန်တော်စိတ်အောင်လို့ကြားရတာဒါမှမဟုတ်တယောက်ယောက်လူမားလာတာနေမှာပါဆိုပြီးတိတ်ကြီးမဆိုင်မိခဲ့ဘူးနှစ်စက္ကန့်လောက်ပဲကြာသွားတယ်အဲ့ဒီတကားထူတန်ဟာပို့ပြီးတော့ပြင်းထန်လာခဲ့တယ်အဲ့ဒီအတန်ဟာစီးချက်မရှိပဲဒေါသသို့မဟုတ်တစုံတစ်ခုသောခံစားချက်တွေပြည့်နေတယ်လို့မျိုးပဲတကောင်ရန်ကြီးဘသူလဲဗျာကျွန်တော်အိယာကတထိုင်ပြီးတကားစီကိုရှောက်သွားမိတယ်လမ်းတစ်ဝက်ရောက်မှာပဲခြေလမ်းတွေရုတ်တရက်တန်သွားခဲ့တယ်အခြေအနေကတခုခုတော့လွဲနေပြီးဖုန်းထဲကအချိန်ကိုငုံကြည့်လိုက်တော့ဒီလိုအချိန်ကြီးမှာကျွန်တော်လိုလူပြိုလူလွတ်တယောက်စီဘသူကလာရှာမှလဲလိပ်စာမားတာလားအစားတောက်လဲမှမထားမိပါဘူးတကားအပြင်ကဘာတော့ပြန်မှုမှမရှိတဲ့အပြင်တကားထူတန်ကပိုလို့တောင်ကျဲလောင်လာခဲ့တယ်ကျွန်တော်ရုတ်တရက်စိုးရိမ်စိတ်တွေလွှမ်းမိုးလာတာကြောင့်နေရန်တောက်မှာဖုန်တက်ပြီးပြစ်ထားတာကြပြီးဖြစ်တဲ့တန်တုတ်တစ်ချောင်းကိုကောက်ကင်လိုက်တယ်ပြီးတော့တကားစီဖြည်းဖြည်းချင်းရှောက်သွားပြီးတကားမှန်ပြောင်းကနေတဆင့်အပြင်ကိုချောင်းကြည့်လိုက်မိတယ်အပြင်ကလူရဲ့မျက်နှာကိုတေချာမမြင်ရဘူးအမျိုးသားတစ်ယောက်ဟာကျွန်တော်ရဲ့အမြင်အာရုံကိုတမင်ရှောင်ရှားခြင်းတယ်လို့မျိုးသူ့ရဲ့လက်ဘင်းကိုကုန်းကုန်းကြီးလှုပ်ထားတာပဲမြင်ရတယ်ကျွန်တော်လက်ထက်ကတန်တုတ်ကိုတင်းတင်းဆုပ်ကင်ပြီးကိုတက်တိငွေတဲ့အနေနဲ့အတန်ပြဲကြီးနဲ့အော်ပြောလိုက်တယ်ဟေးလူမားနေပြီထင်တယ်ဗျတကားအပြင်ကလူဟာဘာမှပြန်မပြောဘူးမှန်ပြောင်းကနေကြည့်နေရတဲ့၍တော့သူဟာအဲ့ဒီအတိုင်းပဲမလုံးမရှက်ရဲနေတော့ကျွန်တော်လည်းစိတ်ထဲကနေဆက်စုရင်ဒုက္ခရောက်တတ်တယ်ဆိုတဲ့အတိုင်းသူဟာတနေရာကနေထွက်ပြေးလာတဲ့စိတ်ဝေဒနာရှင်တယောက်ပဲဖြစ်မှာပါမကြခင်သူ့မိသားစုကလာခေါ်သွားလိမ့်မယ်လို့တွေးလိုက်မိတယ်ဒါနဲ့ပဲအခန်းထဲပြန်ဝင်ဖို့ခြေလမ်းပြင်လိုက်တဲ့အချိန်လမ်းတစ်ဝက်မှာတင်တကားအပြင်ဘက်ကနေထူဆန်းဆန်းပြအတန်နဲ့ကြီးတစ်ခုထွက်ပေါ်လာပြန်တဲ့အဲ့ဒီအတန်ဟာလူသားတယောက်စီကထွက်လာတဲ့အတန်နဲ့လုံးဝမတူဘူးဘသူကများလာနောက်နေတာလဲနောက်ဆုံးတော့ဆက်စုလိုစိတ်နဲ့ဒေါသစိတ်ဟာကြောက်ရွံ့မှုကိုကျော်လွန်သွားခဲ့တယ်ဒါပေမဲ့အပြင်ကမြင်ကွင်းကိုမြင်လိုက်ရတဲ့ခဏမှာတော့ကျွန်တော်တကူလုံးစက်တီးမွေးညင်းတွေထောင်သွားခဲ့ရတယ်တကားမှန်ပြောင်းထဲမှာတော့အဲ့ဒီလူဟာကျွန်တော်တကားကိုကြောပေးပြီးလူသားတယောက်ဘလို့မှမလုပ်နိုင်တဲ့အလွန်တရာစမ်းကြလုံးတဲ့ပုံစံကြီးနဲ့စင်ကြံလန်းအတိုင်းရှောက်သွားနေတာဗျကျွန်တော်တတိပြန်ဝင်လာပြီးကိုပါကိုပြန်ဆွဲစိတ်ကြည့်မိတယ်ဒါအိမ်မက်မဟုတ်ဘူးတကားကိုချက်ချင်းချက်ထိုးတော့ခတ်လိုက်ပြီးအခန်းထဲကိုပြန်ပြေးရတော့တာပေါ့အဲ့ဒီအချိန်မှာကျွန်တော်ခြေထောက်တွေဟာအစောပိုင်းကလိုတည်ငြိမ်မှုမျိုးလုံးဝမရှိတော့ဘူးကတင်ပေါ်ပြန်လဲချရင်စောင့်ကိုတင်းတင်းခြုံထားမိတယ်ပြီးတော့နှစ်ပေါင်းများစွာဖတ်ခဲ့မှုတဲ့တိတ်ပံစိတ်ကူးရင်ဝတ္ထုတွေရဲ့အတွေ့အကြုံရဖုန်းထဲကရှာဖွေရေးစာမျက်နှာမှာစာသားချုပ်ကိုရိုက်ထည့်လိုက်တယ်လူသားတွေစွန့်ပြီးအဖြစ်ပြောင်းလဲသွားနိုင်သလားအင်တာနက်စာမျက်နှာပေါ်မှာလက်ရှိဆေးဘက်ဆိုင်ရာအချက်လက်တွေနဲ့တမိုင်းတလျှောက်ယောဂဗျာမှတ်တမ်းတွေရလူသားတွေကိုဇွန်ဘီဖြစ်စေနိုင်တဲ့ virus ဒါမှမဟုတ်ဖြစ်ရမျိုးမရှိခဲ့ဘူးကြောင်းပြသနေတာကိုမြင်မှပဲစိတ်သက်သာရသွားပြီမဖြစ်နိုင်ပါဘူးလေအဲ့ဒီလူကစိတ်ဝေဒနာရှင်ပဲဖြစ်မှာပါဒါမှမဟုတ်လေနှစ်တစ်ကူးခါနီးပြီဆိုတော့တကိုးကလာကဲခတ်တာလူမိသွားလို့တရေချောက်ပြတာနေမှာပါလို့ကိုနှစ်သိမ့်လိုက်မိတယ်အဲ့ဒီလိုတွေးမိမှပဲစိတ်ထဲကစိုးရိမ်ပူပန်မှုတွေတဖြည်းဖြည်းလျော့ပါသွားခဲ့ပေမဲ့အဲ့ချင်းစိတ်ကတော့လုံးဝကိုပျောက်ဆုံးသွားခဲ့ပြီးဒါနဲ့ကွန်ပျူတာရှိမှထထိုင်ပြီးဂိမ်းကစားရင်အာယုံလွဲဖို့ပြင်လိုက်ပါတော့တယ်ကျွန်တော်အိမ်မက်ဆိုးတစ်ခုကနေလက်နိုးလာပြီးဖုန်းထဲကအချိန်ကိုကြည့်လိုက်တော့မနက်2 နာရီမိနစ်အိမ်မက်ထဲကဇွန်ဘီတွေပေါ်လာမဲ့အချိန်ထိတနာရီတိတိလိုသေးတယ်အိမ်မက်ထဲကအရာအလုံးဟာတကယ်ကိုလက်တွေ့ဆန်လုံးနေခဲ့တာကျွန်တော်ရဲ့စိတ်အာရုံကဒါဟာရိုးရိုးအိမ်မက်မဟုတ်ဘူးလို့သတိပေးနေတဲ့ကရင်ပေါ်ကနေချက်ချင်းထပြီးတကားစီပြေးသွားကမှန်ပြောင်းကနေကြည့်လိုက်တော့အပြင်မှာလူသူမရှိပေမဲ့လမ်းဘေးမီလုံးတွေရဲ့အနေထားဟာအိမ်မက်ထဲကအတိုင်းတထီရရဲပဲဖြစ်နေတယ်ဖျားသခင်ဒါတွေကအစ်စ်အမှန်တွေပဲကျွန်တော်ဆက်ပြီးတွေးတော့မနေရတော့ဘူးအခုချိန်မှာမိနစ်တိုင်းဟာကျွန်တော်အတွက်အသက်တမျှအရေးကြီးနေပြီးအိမ်မက်ထဲမှာတော့အဲ့ဒီမျိုးဗီဇပြောင်းလဲသွားတဲ့တတဝါဟာမနက်3 နာရီ 4 မိနစ်မှာကျွန်တော်တကားရှိကိုရောက်လာခဲ့တာဆိုလိုတာကကျွန်တော်မှာတနာရီတောင်မပြည့်တော့တဲ့အချိန်ပဲရှိတော့တယ်အချိန်မီပါစေလို့ပဲစူတောင်းရင်စပွဲပေါ်ကလျှက်စစ်စကူတာတော့ကိုကောက်ကင်ပြီးအောက်ထပ်ကိုအချိန်ဟုန်နဲ့ပြေးဆင်းခဲ့တယ်ကျွန်တော်ရဲ့ဥတီချက်ကတော့လူနေရက်ကွက်အနီးမှာတခုလေးသော24 နာရီဖွင့်တဲ့1 ကီလိုမီတာတောင်မပြည့်တဲ့အကွာဝေးမှာရှိတဲ့လူစီစူပါမားကတ်စီကိုပါစကူတာပေါ်ခွစီပြီးလီဘာကိုအဆုံးထိလှည့်လိုက်တယ်စကူတာရဲ့အင်ဂျင်တန်ကလွှဲရင်တမျိုးလုံးဟာတေချင်းတရက်လိုတိတ်ဆိတ်လို့နေတယ်မှောင်မိုက်နေတဲ့မြို့ပြကြီးတွေကအဲ့ဒီလင်းထိန်နေတဲ့ဆိုင်းဘုတ်ကိုမြင်လိုက်ရတာကြောင့်မားကတ်တကားဝမှာစကူတာကိုရက်လိုက်တယ်10 မိနစ်တောင်မကြာလိုက်ဘူးတကားကိုတုံးဖွင့်လိုက်တဲ့ခဏမှာပဲအဲ့ဒီကိုနိုင်ရန်ကလာတဲ့လင်းနွေးကြီးကမျက်နှာကိုဖျက်တိုက်သွားတယ်တစ်စက္ကန့်လေးတောင်အချိန်မဖြုံးပဲမုတ်တွေနဲ့အတင်စားစားတော့ကုန်တန်းစီကိုတန်းပြေးတော့တာပဲလက်နှစ်ဖက်လုံးကိုတုံးပြီးခောက်ဆွဲချောက်တွေအလိုလျောက်ပူနွေးတဲ့ထမင်းဘူးတွေနဲ့ဟော့ပုတ်ဘူးတွေကိုစင်ပေါ်ကနေဈေးဝယ်လဲတဲ့ကိုအငမ်းမရတင်းကျုံထည့်လိုက်တဲ့ချောကလက်အမဲသားချောင်းနဲ့အဖြစ်ဘာမုတ်တွေလိုမျိုးစွန့်ရည်အမြန်ရစီမဲ့မုတ်တွေကိုလည်းချက်မထားခဲ့ဘူး။ဘိုင်းအမြန်ပြည့်စီပြီးတက်တန်းကြကြခံမဲ့အရာမှန်သမျှကိုလှဲတဲ့ပုံထည့်လိုက်တာပဲ။မျက်လုံးကနေရန်ပေါ်ကလျှက်စစ်နာရီကိုလှမ်းကြည့်လိုက်တော့မနက်2 နာရီမိနစ်20အချိန်တွေကကုန်ဆုံးနေပြီးတောက်ရည်တက်အယောင်တန်းစီပြေးသွားပြီးရေတန်းကတ်3 ကတ်နဲ့ရေပုံးကြီးတွေကိုမတင်လိုက်တဲ့ဟင်းခတ်အမွေးကြိုင်တန်းကိုဖြတ်တော့ပဲငံပြရေဘူးအချို့ကိုဆွဲယူခဲ့တဲ့စေဝါအယောင်တန်းကတော့အရေးကြီးဆုံးပဲအဖျားပြောက်စေးပရိစီဝါစေးအကိုက်ခဲပြောက်စေးနဲ့ဝမ်းပိတ်စေးအတုံးများတဲ့စေးမှန်သမျှဘူးလိုက်ကတ်လိုက်အိတ်ထဲကောက်ထည့်လိုက်တယ်နောက်ထပ်ဘာလို့သေးလဲဘာတွေလိုအပ်အောင်မလဲလူသုံးကုန်ပစ္စည်းတန်းစီပြေးသွားပြီးတ िश ူးထုတ်တွေဆိုဆွတ်တ िश ူးတွေဘက်ထရီဘူးတွေနဲ့အလင်းအားကောင်းတဲ့လက်နှိပ်တမီတလက်ကိုဆွဲယူလိုက်တယ်နောက်ပိုင်းမီးပြတ်သွားရင်ဒုက္ခမျက်လုံးကမားကတ်ရဲ့ထောက်တနေရာကိုဝေးကြည့်လိုက်တော့နှစ်တစ်ကူလုံးကကြံနေတဲ့ကိန်းမုံတွေနဲ့မီရှူမီပန်းပြောက်အိုးတွေကိုတွေ့လိုက်ရတယ်ခဏလောက်ဝေခွဲမရဖြစ်သွားပေမဲ့တစ်ချိန်ချိန်မှာအသုံးဝင်လာနိုင်တယ်ဆိုပြီးယူခဲ့လိုက်တယ်အကိုမားကတ်တစ်ခုလုံးကိုပြောင်းရွှေ့နေတာလား
မြန်လေးပါကုတ်ဖြတ်ပေးပါဗျာအားလုံးပေါင်းဘယ်လောက်လဲအချိန်ကမနက်2:35မိနစ်30ပဲလို့တော့တယ်မြန်လုံးမှဖြစ်မယ်ငွေကန်ကောင်တာကဝန်ထမ်းဟာကြပြကေယာနဲ့ဘာကုတ်ဖြတ်ပေးနေပြီးဆက်ကထွက်လာတဲ့တီဆိုတဲ့အတန်တွေကကျွန်တော်နှလုံးသားကိုပူလောင်စေတဲ့ပတ်စံရှင်းပြီးတာနဲ့ပစ္စည်းအိတ်တွေကိုလက်နှစ်ဖက်လုံးနဲ့မပြီးစကူတာဘိုးကိုတစ်ခေါက်ပြီးတစ်ခေါက်သွားတင်ရတော့တာပေါ့ခြေနှင်းခုံတော့ပေါ့စကူတာဘိုးမှာချိတ်လို့ရတဲ့နေရာမှန်သမျှပစ္စည်းတွေနဲ့ပြည့်ရှံသွားခဲ့တဲ့မားကတ်ကောင်တာစီပြန်ကြည့်လိုက်တော့ပစ္စည်းအိတ်အချို့ကျန်နေသေးတယ်တောက်တစ်ခေါက်ထဲနဲ့အကုန်မတင်နိုင်ဘူးဆက်တွေးနေဖို့အချိန်မရှိတော့ဘူးနှစ်ခေါက်ဆိုရင်တော့အချိန်မီပါဦးမလားလီဗာကိုအဆုံးထိဆွဲကပ်ထားလိုက်တယ်လေအေးကြီးကမျက်နှာကိုဓာပြနဲ့မိုးနေတယ်လို့ပဲအဲ့ဒီလိုဆူရှတုံရီစေတဲ့အေးတန်ကမိနစ်တိုင်းဟာအသက်ရှင်တန်ရဲ့အတွက်ပြည့်တိုင်နေရတာလို့သတိပေးနေတယ်လို့ပဲမဟုတ်ဘူးတစ်စက္ကန့်၄တောင်အချိန်မဆွဲနိုင်ဘူးအောက်ထပ်ကိုရောက်တော့စကူတာအင်ဂျင်တောင်မတက်ပဲပစ္စည်းအလုံးကို၄ထပ်မြောက်ထိအမြန်ဆုံးနှုံးနဲ့တည်ယူခဲ့ရတယ်အရင်တုန်းကတော့နှစ်ထပ်မှာအိမ်9မီတာအောက်ထပ်ကအရန်နေပြီးအပြင်ကစူညံတန်တွေကြားရတယ်လို့ပြစ်တင်ညှိနှိုင်းခဲ့မှုပေမဲ့အခုချိန်မှာတော့ပထမထပ်ကတကားကိုပဲတိုက်ရိုက်ကန်ဖွင့်ပြီးဝင်လိုက်ခြင်းစိတ်ပေါက်နေမိတယ်တော်သေးတာကတက္ကသိုလ်လုံးကအားကစားအသင်းမှာပါခဲ့ဘူးလို့မဟုတ်ရင်ဒီလိုခန္ဓာကိုယ်ကြက်ခိုင်မှုမျိုးနဲ့ဘယ်လို့မှတောင်းခံနိုင်မှာမဟုတ်ဘူးပစ္စည်းတွေအားလုံးတည်ပြီးတဲ့အခါရေတောက်ဖို့တောင်အချိန်မရပဲလီဗာကိုထပ်ပြီးအဆုံးထိဆွဲကမားကတ်စီပြန်ပြေးရပြန်တဲ့တပြားတိုက်တလူမျိုးကြံနေတဲ့ပစ္စည်းအိတ်တွေကိုကောက်မှပြီးပြေးထွက်ခဲ့တာကြောင့်လူတွေကန်ဝင်ထမ်းလေးမှာကြောင်အန်းကြီးကြံရစ်ခဲ့တော့တဲ့အောက်ထပ်ကိုပြန်ရောက်တော့အိတ်တွေကအားလုံးပေါင်းမှနည်းနည်းပဲမှုတစ်ခေါက်ထဲနဲ့အကုန်တဲလို့ရသွားတယ်အဲ့ဒီတော့မှတက်ပြင်းတစ်ချက်ချနိုင်ပြီးအချိန်ကိုကြည့်လိုက်တော့မနက်3:06မိနစ်သွားပြီးစောစောကအလင်းစလိုဖြစ်နေလို့ဒုတိယအချိန်ထွက်တဲ့အချိန်မှာအချိန်ကိုသတိမထားမိခဲ့ဘူးတွက်ချက်မှုအရဆိုရင်အခုချိန်မှာအိမ်မက်ထဲကကူးဆက်ခံရသူဟာကျွန်တော်တကားအပြင်ဘက်ကိုရောက်နေလောက်ပြီအောက်ထပ်ကိုတောင်ဆင်းလာနေပြီလားမသိဘူးအရာအလုံးကအစစ်မှန်တွေဖြစ်နေခဲ့တယ်ကျွန်တော်ဆက်တွေးနေဖို့အချိန်မရှိဘူးအရှိကိုအမြန်ပြေးတက်လိုက်ပြီးအမျိုးသမီးတယောက်ကိုဆွဲခေါ်ကသူမရဲ့ပါးစပ်ကိုပိတ်ထားလိုက်မိတယ်အမျိုးသမီးကရုန်းကန်နေပေမဲ့ရုတ်တရက်ထိတ်လန့်သွားတာကြောင့်ခန္ဓာကိုယ်ကအားအိမ်ကုန်ခန်းသွားပြီးတိုက်တကားဘေးကခြုံပုတ်ထဲကိုကျွန်တော်အတင်းဆွဲခေါ်သွားတာကိုအငြိမ်ခံလိုက်ရတော့တယ်ဒါဟာအိမ်မက်ထဲကမြင်ကွင်းနဲ့တထေးရတယ်ပဲပထမဆုံးကူးဆက်ခံရသူဟာကျွန်တော်တိုက်ရဲ့တကားဝါကနေထွက်လာပြီးကျွန်တော်ဘေးကအမျိုးသမီးနဲ့ပပင်းတိုးလူနေပါဖြစ်သွားခဲ့တာစောစောကအဲ့ဒီအကောင်ကြီးကဘာကြီးလဲဟင်အခုလောလောဆယ်ရှင်းပြဖို့အချိန်မရှိဘူးဗျဒီမျိုးကြီးဟာမကြခင်မှာအကြီးအကျယ်ပြောင်းလဲသွားတော့မယ်အိမ်တကားကိုတေချာပိတ်ထားပြီးအပြင်ကိုလုံးဝမထွက်ပါနဲ့ရှင်ကဘာတူလဲသမီးကိုဘာလို့ကြတာလဲကျွန်တော်ကလေးထက်ကအိမ်ငါးပါရှင်နဲ့ဆက်သွယ်ဖို့အကောင့်တစ်ခုခုပေးထားလို့ရမလားရှင်ကျွန်တော်ကိုကြဲခဲ့တာနောက်မှကျေးဇူးဆက်ဖို့အခွင့်အရေးရှာရမယ်သမီးနာမည်ကလင်းရှောင်းလင်းဆိုင်ရောက်ပါ3ထက်ကအခန်းနံပါတ်309မှာနေပါတယ်တိုက်ဆိုင်လိုက်တာသူကကျွန်တော်အောက်ထပ်ကွက်တီအခန်း309မှာနေတာပဲနောက်ပိုင်းသူ့စီကနေသတင်းချက်လက်တွေရယူဖို့အသုံးချနိုင်မလားမသိဘူးရပါတယ်ကျွန်တော်နာမည်ကလူယွန်ပါ409မှာနေပါတယ်အိမ်ပြန်ရောက်တော့တကားကိုစစ်ဆေးကြည့်တယ်ထူးခြားမှုမရှိပါဘူးတကယ်ကိုပင်ပန်းနှွမ်းနေနေခဲ့ပြီးအဲ့ဒီပစ္စည်းတရားတဲ့နှစ်ခေါက်စလုံးမှာရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုရောစိတ်ပိုင်းဆိုင်ရာဖိအားတွေပါပေါင်းစပ်လိုက်တာပြရမေကြီးတစ်ခုကိုတိစောက်ခဲ့ရတယ်လို့မျိုးပဲမှတ်မိပြီးလေရှောင်းရဲ့မိတ်ဆွေဖွဲ့ခွင့်တောင်းတာကိုလက်ခံဖို့မေ့နေတာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကိုဖွင့်ကြည့်လိုက်မိတယ်ပထမဆုံး post ကတော့သူနှင်းဖုံနေတဲ့တောင်ပေါ်မှာရက်နေတဲ့ဓာတ်ပုံတွေနှင်းလျှောစီအင်ဂျီကိုဝတ်ထားပြီးအေးတန်ကြောင်ပါးလေးတွေညီမြန်းလိုလက်ထဲမှာတော့ရိုးရှင်းတဲ့နှင်းလျှောစီကရိယာတွေကိုကင်ထားပြီးသူ့နောက်မှာတော့အစုံမရှိတဲ့စီးနှင်းဖြူဖြူတွေရှိနေတဲ့အောက်ကိုဆက်ဖက်ကြည့်တော့သူ့အပြင်ထွက်ခဲ့တဲ့မှတ်တမ်းမျိုးစုံနဲ့စာသားတွေကြားထဲမှာအခြေခံအပြင်ဘက်ရှင်တန်ရေးနီလန်းလေးတွေရေးထားတာတွေ့ရတယ်ကြည့်ရတာသူအနေချင်းတော့နားလည်ပုံရတယ်ကျွမ်းကျင်အစင်းတော့မဟုတ်ပေမဲ့ပေါ့ကျွန်တော်စိတ်ထဲကနေတွေးလိုက်တယ်သူကထင်ထားတာထက်ပိုပြီးအသုံးဝင်မဲ့ပုံပဲကဘာပြက်ကတ်ထဲမှာတော့ဒီလိုတက်ရောင်က survival ပညာရက်ကပဲအသုံးတိလာပြီဟေးအခြေအနေဘယ်လိုလဲလင်းရှောင်းကျွန်တော်ဘာတွေဖြစ်ပျက်နေလဲဆိုတာသိချင်လို့သုံးထက်စီကိုလှမ်းပြီးလင်းရှောင်းရဲ့နာမည်ကိုအော်ခေါ်လိုက်မိတယ်အတန်တွေတိတ်ဆိတ်သွားခဲ့တယ်ဒါဘာဖြစ်တာလဲမြင်မြန်စဉ်းစားစမ်းစောစောကကျွန်တော်လင်းရှောင်းရဲ့နာမည်ကိုအော်ခေါ်လိုက်လို့ဇွန်ဘီတွေရောက်လာတာကျွန်တော်ပရိဘောဂတွေရွှေ့နေတဲ့အချိန်မှာသူတို့ရဲ့တိုက်ခိုက်မှုတွေကမရက်တက်တဲ့အပြင်ပိုပြီးပြင်းထန်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ဘာလှုပ်ရှားမှုမှမလုပ်ဖဲနေလိုက်တဲ့အခါအဲ့ဒီဇွန်ဘီတွေဟာတောင်းကျမ်းခြင်းမရှိတော့ဘူးမင်းညကအောက်ထက်ကအခြေအနေကိုပြန်တွေးကြည့်တော့လင်းရှောင်းရဲ့နှာချီလိုက်တဲ့အတန်ကြောင့်ကျွန်တော်တို့တွေပုံနေတာပေါ်လို့နီးပါးဖြစ်သွားခဲ့တာအဲ့ဒီဇွန်ဘီဟာခေါင်းလဲလာခဲ့ပေမဲ့ကျဲပါတဲ့ခြုံပုတ်ထဲကကျွန်တော်တို့ကိုမြင်မသွားခဲ့ဘူးလူတိုင်းမှာအားနည်းချက်ရှိတယ်လို့ဇွန်ဘီတွေမှာလည်းရှိတာပဲအနည်းဆုံးတော့အခုချိန်မှာဇွန်ဘီတွေရဲ့အားနည်းချက်ဟာအနံ့ခံအာယုံသို့မဟုတ်အမြင်အာယုံအထူးသဖြင့်ညဘက်ဖြစ်ရမယ်လို့ကောက်ချက်ချနိုင်ပြီးဒါပေမဲ့သူတို့ရဲ့အကြအာယုံကတော့တာမန်လူတွေထက်ပိုပြီးထက်မြက်လွန်းနေကျွန်တော်မမျှော်လင့်ထားတာကတော့ဒီလောက်တူတောင်းတဲ့အချိန်အတွင်းမှာဒီလူနေတိုက်ကြီးတစ်ခုလုံးကြာဆုံးသွားခဲ့တာပဲမင်းညကကျွန်တော်ဒီလောက်တောင်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့တာလားပြတင်းပေါက်တွေကိုတော့မခတ်ထားခဲ့တင်ဘူးမှန်ပြောင်းကနေလှမ်းကြည့်လိုက်တော့လေကားထောက်ကွေ့တွေမှာအဲ့ဒီမျိုးဗီဇပြောင်းလဲနေတဲ့အကောင်တွေနေရာယူထားကြပြီးမျက်နှာတစ်ခုကတော့တွေးပြက်ဖွယ်ပြောင်းလဲနေပေမဲ့သူ့ရဲ့အင်္ဂါရက်တွေကိုကြည့်ပြီးခွဲခြားနိုင်တယ်သူကအခန်း405ကကျွန်တော်ရဲ့အိမ်နီးနားချင်းပဲမင်းညကတကယ်ပဲဘာတွေဖြစ်ပျက်ခဲ့တာလဲဟေးမင်းအဆင်ပြေရဲ့လားအဆင်ပြေပါတယ်မင်းညကဘာတွေဖြစ်ခဲ့လဲဆိုတာသမီးကိုပြောပြနိုင်မလားဟင်မင်းညကအိမ်ပြန်ရောက်ပြီးနောက်လင်းရှောင်းရဲ့ဘေးကန်းထဲမှာဘာလို့ကူးဆက်ခံရသူရှိနေရတာလဲဖြစ်နိုင်တာကမင်းညကကျွန်တော်တကားအပြင်ကကူးဆက်ခံရသူဟာလေးထက်ကိုမလာခင်ကတည်းက3ထက်မှလူတစ်ယောက်ကိုအနည်းပြုခဲ့တာနေမှာအဲ့ဒီအချိန်မှာလင်းရှောင်းကအိမ်မရောက်သေးတော့ဒီအခြေအနေကိုမသိခဲ့တာဖြစ်မယ်ဒါပေမဲ့စမ်းကြတာကစောစောကဖြစ်ရဲ့အရာကူးဆက်ခံရသူတွေဟာအတန်ကိုအရန်ထိခိုက်လွယ်ပြီးယူသွတ်သွားတတ်ကြတယ်ဒါပေမဲ့မင်းညကကျွန်တော်တကားအပြင်ကအကောင်ဟာကျွန်တော်မိကိုထုတ်တာကိုအကြမ်းဖက်တာမျိုးမရှိတဲ့အပြင်ပုံမှန်တိုင်းတကားခောက်တာနဲ့အောက်ထပ်ကိုဆင်းသွားမဲ့လမ်းကြောင်းကိုပါသိနေခဲ့တယ်ဒါကိုကြည့်ရင်အဲ့ဒီဇွန်ဘီတွေဟာလူကိုကိုက်ပြီးနောက်မှာတစုံတရာသောအရာတွေကိုဖြည့်တင်းလိုက်ရတာကြောင့်အချိန်တိုင်းတာတစ်ခုအထိငြိမ်သက်သွားတဲ့အငြိမ်သက်ခြင်းကာလရှိနေတတ်ပြီးတတိအနှဲငယ်ပြန်ဝင်လာတတ်တာမျိုးလား
ပြီးတော့လင်းရှောင်းရဲ့ဘေးကန်းကအဖိုးကြီးကျန်းဟာကိုက်ခံရပြီးချင်းချက်ချင်းကူးဆက်ပြီးမျိုးပြည်စက်မှာပြောင်းလဲသေးတာကြောင့်လင်းရှောင်းတကားဖွင့်ပြီးအိမ်ပြန်လာတဲ့အချိန်မှာပြောင်းလဲသွားတဲ့အဖိုးကြီးကျန်းကိုဆွဲဆောင်မှုမရှိခဲ့တာဖြစ်မယ်။ဒါဆိုတခြားအရာတစ်ခုခုကိုတုံးပြီးလူသားတွေအစားဇွန်ဘီတွေရဲ့အဲ့ဒီချင်းတက်ချင်းကာလာကိုဝယ်ယူလို့ရနိုင်မလား။တောက်ကျွန်တော်ရဲ့အတွေ့ကအလုံးမဖြစ်နိုင်ဘူးဒီကဘာပြက်ကတညာလေးနဲ့ဖြစ်သွားတာမို့ကျွန်တော်မှပြင်ဆင်ဖို့အချိန်နဲ့လုံးခဲ့တယ်မင်းညကအသက်နဲ့လဲပြီးရခဲ့တဲ့ဒီပစ္စည်းလေးတွေဟာအလုံးစုံခံမှာတစ်ပတ်ပဲပြီးတော့စားသုံးမှုကိုလည်းတင်းတင်းကြပ်ကြပ်စီမံရအောင်မယ်မင်းစီမှာစားစရာရှိသေးလားကျွန်တော်နှလုံးသားတင်းကျပ်သွားပြီးလက်ချောင်းတွေကဖုံးစခရင်ပေါ်မှာအလင်းမြန်လှုပ်ရှားနေမိတယ်မရှိတော့ဘူးသမီးကနေတာတရက်ရှိပြီဒီလောက်ပစ္စည်းပမာဏနဲ့လူနှစ်ယောက်အသက်ရှင်ဖို့မဖြစ်နိုင်ဘူးအသက်ရှင်ခြင်းနဲ့ဗီဇအရအခုချိန်မှာရွေးချယ်စရာမရှိတော့ဘူးကျွန်တော်အိမ်မှာချက်ကင်တဝက်ကြံသေးတယ်ခွဲစားကြတာပေါ့ခဏနေကျွန်တော်နှွေးပြီးရင်မင်းချင်းတောင်းတစ်ခုပြင်ထားပြီးကျွန်တော်ပြန်ရင်ပေါက်စီချပေးလိုက်ယူလို့ရအောင်ရှင်ဘာကိုဆိုလိုတာလဲစိတ်မကောင်းပါဘူးကဘာပြက်ကရဲ့စတုထမြောက်နေမှာတော့ကျွန်တော်နဲ့အောက်ထက်ကအမျိုးသမီးအိမ်နီးနားချင်းဟာလူနေတိုက်ခန်းထဲမှာပဲပိတ်မိနေခဲ့ကြတယ်ပစ္စည်းတွေကအောက်ခြေထိရောက်နေပြီးတပတ်ခံမယ်ဆိုတာကျွန်တော်အကောင်းမြင်လုံးခဲ့တာဒီလောက်စားစရာလေးနဲ့ဆိုရင်လူနှစ်ယောက်အတွက်မနှက်ဖြန်တောင်ကြော်ဖြတ်နိုင်မှာမလားမသိဘူးလင်းရှောင်းငါမင်းကိုပြောစရာရှိတယ်ဘာဖြစ်လို့လဲပြောလေငါတို့ရဲ့ပစ္စည်းတွေကုန်တော့မယ်အင်းဒါဆိုရှင်ဘာလို့ဖို့စိတ်ကူးထားလဲငါအပြင်ထွက်ပြီးပစ္စည်းအချို့ရှာဖွေတင်နေထင်တယ်မင်းကအိမ်မှာနေပြီးငါ့ကိုအကူအညီပေးပေါ့မဟုတ်ဘူးသွားမယ်ဆိုရင်သမီးပဲသွားတင်တာပြီးခဲ့တဲ့အချိန်ကလည်းရှင်သမီးကိုကယ်ခဲ့တာပြီးတော့ရှင်ရဲ့ပစ္စည်းတွေကြောင့်သာသမီးတို့ဒီနေ့အထိတောင်းခံနိုင်ခဲ့တာဒါအပြင်သမီးမှအကြံရှိပြီးသားဘာလဲဒီကဘာပြက်ကတ်ထဲမှာနေရာတိုင်းတည်ခြင်းတရားတွေလွှမ်းမိုးနေတာမင်းမှဘလို့အကြံရှိလို့လဲရှင်မေ့သွားပြီလားအရင်ကဘေးကန်းကအဖိုးကြီးကျက်ရဲ့အိမ်လေးသူ့အိမ်တကားကပွင့်နေတာအဲ့ဒီထဲမှာစားစရာတစ်ခုခုတော့ရှာတွေ့နိုင်မှသိချပါတယ်အင်းဒါကလည်းနီးလက်တစ်ခုပါပဲဒါပေမဲ့တေးချင်နာထောင်ပါတကယ်လို့လှုပ်ရှားမယ်ဆိုရင်ဒီညပဲဖြစ်ရမယ်ဒီဇွန်ဘီတွေဟာညဘက်မှာအမြင်အာရုံအားနေတယ်လို့အနံ့ခံလည်းမကောင်းဘူးအတန်တစ်ခုတည်းကိုပဲအရန်အာရုံခံနိုင်တာကောင်းပါပြီသမီးနားလဲပါပြီကျွန်တော်လင်းရှောင်းအတွက်ရင်တမမဖြစ်နေမိတဲ့လက်ရှိအခြေအနေအရလေကားထရန်တွေမှာလည်းဇွန်ဘီတွေအများကြီးရှိနေတာဒါပေမဲ့ဒါဟာလက်ရှိအကောင်းဆုံးနီးလမ်းပဲဖြစ်လိမ့်မယ်ကံကောင်းပါစေလင်းရှောင်းလူယွန်းသမီးဖုန်းကျသွားပြီပြောက်ဥပကွဲတန်ကဇွန်ဘီတွေကို၄ထပ်မြောက်စီဆွဲဆောင်သွားခဲ့တဲ့၃ထပ်မှာရှိတဲ့လင်းရှောင်းကတော့အခွင့်ကောင်းကိုအမိရဆုပ်ကင်ပြီးရှာဖွေလို့ရတဲ့ပစ္စည်းတွေကိုတဲကအပြင်ထွက်ပြီးမြေပြင်ပေါ်ကပြုတ်ကျသွားတဲ့ဖုန်းကိုကောက်ကင်ကပြေးဝင်လာခဲ့တယ်ကျွန်တော်ဖုန်းကိုဖိပြီးလင်းရှောင်းစီစာပို့လိုက်တယ်တခုခုရခဲ့လားရတယ်သတင်းပေါက်စီလာခဲ့ခွဲကြရအောင်ဝါအများကြီးပဲနော်မင်းတကယ်ကိုတော်တာပဲတော်တယ်မလားဟီးဟီးရှင်သမီးကိုကဲလိုက်တာတကယ်ကိုယတနာတိုက်ကြီးတိုးတာပဲဒါနဲ့သမီးနေတိုင်းအခန်းထဲမှာပုံနေရတာပြင်းလာပြီးမနှက်ဖြန်ညကြရင်အပြင်ထွက်ပြီးထပ်ပတ်ကြည့်ချင်သေးတယ်ကျွန်တော်တခုခုလွဲနေပြီလို့ခံစားမိတာကြောင့်သူတည်လာတဲ့စားစရာတွေကိုလှမ်းကြည့်လိုက်ပြီးငါမင်းနဲ့အတူလိုက်ခဲ့မယ်နောက်ရက်မှာတော့ကျွန်တော်အိမ်မှာအကောင်းဆုံးဖြစ်တဲ့ဆောင်းထူကြီးကိုထုတ်လိုက်တယ်အဲ့ဒါကအရင်တုန်းကစောင်းရသည်မှာအသက်ဆက်ဖို့ပတ်စံအမြောက်များပေးပြီးဝယ်ထားခဲ့ရတဲ့ပစ္စည်းကြီးပါကကြီးနဲ့တဆစီညက်ပြီးပြုပြင်ကတင်းကျပ်ပြီးခိုင်ခန့်တဲ့ကြိုးရှည်ကြီးတစ်ခုဖြစ်အောင်လုပ်လိုက်တယ်တေချာတဲ့တေထုံးကိုချီနှောင်ပြီးကရင်တိုင်မှာမြဲမြံစွာချီထားလိုက်တယ်9မီတာအရှိဆိုရင်တော့လောက်ငင်ရှိမှာပါညဘက်မှာတော့လက်နေတမီပြောက်အိုးအနှဲငယ်နဲ့မိချစ်ကိုယူလာခဲ့တယ်ပထမဆုံးပြောက်အိုးတစ်လုံးကိုမိညစ်ပြီး၄ထပ်စင်ကြံလန်းနီကိုပြစ်ချလိုက်တယ်ပြီးတော့ကြိုးရှည်တိုင်းအောက်ကိုရှော့ဆင်းခဲ့တယ်၃ထပ်စင်ကြံလန်းမှာတော့လောလောဆယ်စုံပြီးမရှိဘူးစောစောကပြောက်အိုးတန်ကြောင့်အပေါ်ထက်ကိုအကုန်တက်သွားကြတာဒါပေမဲ့အချိန်ကြာကြီးဆွဲလို့မရဘူးဇွန်ဘီတွေရဲ့ရည်ရွယ်ချက်မရှိတဲ့လှုပ်ရှားမှုကလုံးဝကိုကြာပန်းဖြစ်နေတာမို့ခဏနေရင်ပြန်လာတဲ့ကောင်တွေလည်းရှိနိုင်တယ်ကျွန်တော်နဲ့လင်းရှောင်းဟာတကားလက်ကင်တွေကိုတစ်ခုပြီးတစ်ခုရှောက်လဲကြည့်မိတယ်နောက်ဆုံးတော့အိမ်တအိမ်ရဲ့တကားကပွင့်သွားခဲ့တယ်အိမ်ထဲကိုဝင်သွားတဲ့အခါကူးဆက်ခံရသူရှိမရှိမသိရသေးဘူးမိမဖွင့်ရဲတာကြောင့်တမီလေးနဲ့ပဲအရှိကိုလမ်းပြပြီးရှောက်ခဲ့ကြတယ်အိမ်ခန်းထဲမှာတော့ထူးခြားမှုမရှိပါဘူးအိမ်ခန်းကိုကြော်ပြီးရေကန်ဆက်ကိုရှာတွေ့တော့ခလုတ်ကိုနှိပ်ကြည့်တယ်ရေကလုံးဝမထွက်တော့ဘူးမိဖို့ချောင်းနဲ့ရှောက်သွားတော့အားလုံးကပုံမှန်တိုင်းပဲရေခဲတက်တာကိုဖွင့်ကြည့်တော့ပကံအလွတ်အချိုးကလွယ်ရင်ဘာမှမရှိဘူးကပ်ပိနက်တွေကိုဖွင့်ကြည့်တော့ဟင်းခတ်မှုအချိုးကကုန်းနီးပါးဖြစ်နေပြီစပွဲတင်စားအိတ်တဝက်လောက်ပဲကျန်တော့တယ်တမီအလင်းကိုမိဖို့ချောင်းပြတင်းပေါက်စီထိုးကြည့်လိုက်တော့ပြတင်းပေါက်ကကြဲကြဲကြီးပွင့်နေပြီးပြတင်းပေါက်ပေါင်ပေါ်မှာထင်ရှားတဲ့ခြေရာတွေရှိနေတယ်အဲ့ဒီစားအိတ်တဝက်ဟာလာဟင်းလင်းဖြစ်နေတဲ့မိဖို့ချောင်းတွေကသူတို့ရဲ့နောက်ဆုံးရုန်းကန်မှုနဲ့မျောလင်းချက်ဖြစ်ခဲ့မှာပဲလေထုထဲမှာသွေးညီနှံလည်းမရှိဘူးရုန်းကန်လှုပ်ရှားခဲ့တဲ့အမှတ်သားလည်းမရှိဘူးစိုးဖွယ်ကောင်းတော့အောင်တိတ်ဆိတ်နေတဲ့တေချင်းတရားရဲ့စိုးရိမ်စိတ်တွေပဲရှိနေတယ်စပွဲပေါ်ကခွက်ကလေးတွေကတေးတေးတက်တက်ရှိနေတော့မယ်ဆိုဖာပေါ်ကစောင်းလေးကလည်းတန်တန်ရှင်းရှင်းခောက်ထားလျက်တစ်ချိန်ကဒီနေရာမှာလည်းရေမောတန်တွေရှိခဲ့မှာပဲမဟုတ်လားမီးရောင်တွေနှွေးထွေးမှုတွေနဲ့မနှက်ဖြန်တွေရှိခဲ့မှာပါဒါပေမဲ့ကဘာပြက်ကရောက်လာတဲ့အခါအားလုံးဟာတဖြည်းဖြည်းနဲ့ကြိုက်ခဲဝါမျိုးချင်းခံလိုက်ရတော့တယ်သူတို့ဟာဇွန်ဘီတွေရဲ့သွားကြတဲ့မှာတေဆုံးခဲ့တာမဟုတ်တယ်လို့ဖီယိုဖီရဲ့တက်ဖြတ်မှုတွေကြားမှာတေဆုံးခဲ့တာလည်းမဟုတ်ဘူးတဲနာကြီးတွေကတဲတွေကုံဆုံးသွားတာကိုငြိမ်ငြိမ်လေးစောင့်ကြည့်နေခဲ့ကြတာသူတို့ရဲ့နှလုံးသားတွေဟာအသက်ရှူနေတော့မှလည်းအရင်ဆုံးတေဆုံးသွားခဲ့ကြတာပဲကျွန်တော်လက်ထက်ကစားအိတ်တဝက်ဟာရုတ်တရက်လေးလံလာတယ်လို့ခံစားရတယ်ဒါဟာရွေးရွေးခါမဟုတ်တော့ဘူးဒါဟာတခြားလူတယောက်ရှေ့ဆက်မတောင်းခံနိုင်တော့တဲ့လက်ကျန်ဘဝတက်တမ်းပဲကျွန်တော်အသက်ရှင်အောင်ရုန်းကန်မယ်မျောလင်းချက်ကိုအတင်းရှာဖွေမယ်ပြီးတော့ကျွန်တော်အတွက်အရေးကြီးတဲ့သူကိုအစွမ်းကုန်ကာကွယ်မယ်ဟင်းအသက်ရှင်ကြံရည်သူရှိသေးတာလားကျွန်တော်တို့ဝင်လာလို့ရမလားခင်ဗျာအိမ်မှာတခြားလူမရှိတော့ဘူးလားအမေအထဲမှာရှိတယ်နောက်ဆက်မိတာခွင့်လို့ပါခင်ဗျာအဲ့ဒါကျွန်တော်အမေပါမငိုနဲ့တော့တော့ဦးကိုပြောပြပါဦးဘာတွေဖြစ်ခဲ့လဲဆိုတာ
လွန်ခဲ့တဲ့ရက်အနေငယ်ကညဘက်မှာအမေကအပြင်ထွက်ပြီးစားစရာသွားဝယ်တဲ့စနေတနင်္ဂနွေကြာရင်အဖေပြန်လာပြီးသမီးတို့ကိုစကန်ထွက်ဖို့ခေါ်သွားမယ်လို့ပြောခဲ့တာအဲ့ဒီနောက်အမေအိမ်ပြန်ရောက်လာတဲ့အခါရှောင်းရှိဇေယောက်ဆိုင်အမေနည်းနည်းနေမကောင်းလို့အရင်နားလိုက်အောင်မယ်နော်စားစရာတွေကထမင်းစားပွဲပေါ်မှာရှိတယ်မနှက်ဖြန်ဖေးလာခေါ်ပြီးစကန်သွားမှစားရမှာမဟုတ်ဘူးလားမေရှောင်းရှိပိုက်ဆိုင်ရင်အရင်စားခြင်းလဲစားလို့ရပါတယ်သမီးရဲ့မဟုတ်ဘူးဒါမဖြစ်နိုင်တာအဲ့ဒီလူကအယူတယောက်ပဲဖြစ်မှာပါမဖြစ်နိုင်ဘူးဒုတိယနေ့မှာအဖေလည်းပြန်မလာတော့ဘူးအမေကလည်းသမီးကိုစကားမပြောတော့ဘူးပြီးတော့သမီးကိုအယမ်းရန်လုပ်တယ်သမီးသူနာမကက်ရဲတော့ဘူးစားစရာကြံသေးလားဒီနေ့ကစပြီးဒီနေရာဟာမင်းရဲ့အိမ်ပဲလူယွန်းတကယ်လို့ဒီတစ်ခေါက်ငါတို့အသက်ရှင်ကြံရစ်ခဲ့ရင်မင်းနောက်အနာဂတ်မှာဘာကိုအလုပ်ချင်ဆုံးလဲကျွန်တော်ကဝတ္ထုရေးဆရာတယောက်ပါတကယ်လို့အသက်ရှင်ခဲ့ရင်ကျွန်တော်ရေးတဲ့ဝတ္ထုတွေတနိုင်ငံလုံးမှာအကြီးအကျယ်ပောက်ကွဲအောင်မြင်ဖို့မျှော်လင့်တာပေါ့မင်းကောသမီးသာအသက်ရှင်ခဲ့ရင်သမီးချက်တဲ့သူကိုခေါ်ပြီးတောင်ဝင်ရိုးစွန်းအန်တာတစ်ကကိုသွားကအလင်းတန်းအော်ရိုရာတွေကိုကြည့်ချင်တယ်လူယွန်းငါတို့တွေကဲတင်ချင်းခံရပြီလူယွန်းဘာဖြစ်လို့လဲအစိုးရကကြီးညာချက်ထုတ်ပြန်လိုက်ပြီငါတို့မျိုးထဲမှာဘေးကင်းလုံခြုံရေးဆုံးစိတ်ဆောင်တစ်ခုတိစောက်လိုက်ပြီးတဲ့မျိုးလေခေါင်ကဆက် area မှာပဲငါတို့စီကနေ10ကီလိုမီတာကျော်ပဲဝေးတော့တယ်ကျမရဲ့ကားနဲ့သွားကြစို့ကောင်းပြီမင်းခဏဆောင်ငါပစ္စည်းတွေသွားယူလိုက်ဦးမယ်မင်းပေးထားတဲ့ပစ္စည်းတွေနည်းနည်းကြံသေးတယ်ဒါကတော့ကျမတောင်တက်တုံးကသုံးခဲ့တဲ့ချိတ်ကျိုးပဲဘေးကန်းကအဖိုးကြီးကျန်းရဲ့အိမ်တကားကပွင့်နေတာသူ့အိမ်ကမှန်တွေကိုရိုက်ခွဲပြီးစုံပီတွေကိုအထက်ဆွဲသွင်းလိုက်မယ်ပြီးရင်ငါတို့တွေအရင်ကနီလန်းဟောင်းအတိုင်းထွက်ကြတာပေါ့ကားကဘယ်မှာလဲတိုက်တကားဝရဲ့ညာဘက်ကားရက်နားတဲ့နေရာမှာပဲတိုက်တကားဝကနေထွက်တာနဲ့ခြုံပုတ်တွေထဲကနေတဆင်ခိုးဝင်သွားလို့ရတယ်ကောင်းပြီလင်းရှောင်သွားကြစို့လင်းရှောင်单元门从关门从溜过去就可以。လင်းရှောင်းမင်းဘာမှမဖြစ်စေရဘူးငါအခုပဲမင်းကိုခေါ်သွားမယ်ငါတို့ဘေးကင်းဆောင်ကိုတွားကြမယ်သူတို့မှနီးလန့်ရှိမှတေးကြတယ်ငါတို့မှပစ္စည်းတွေရှိသေးတယ်မျောလင်းချက်တွေရှိသေးတယ်လင်းရှောင်းတွားကြစို့ရှောင်းရှိကိုခေါ်ပြီးတွားလိုက်ပါတော့တမိကငငယ်ကလေးကမိဘမရှိခဲ့တဲ့သူတကူလဲမှုဘာတွေတာမှုမှမရှိဘူးဘယ်နေရာကိုရောက်ရောက်အေးမကြည့်ပါဘူးစိတ်မကောင်းပါဘူးလူယွန်းရှင့်ရဲ့အိမ်မက်တွေကိုအတူတူအကောင့်ထဲပေါ်မကြည့်ပေးနိုင်တော့ဘူးမင်းတို့ပစုံကလာတာလဲတိုက်ခံထားရတာရှိလားကျွန်တော်တို့က73စုံကလာတာပါကြိုက်မခံရပါဘူးသူတို့ကိုစစ်ဆေးလိုက်ပုံမှန်ပါပဲထူးခြားမှုမရှိပါမင်းတို့ရှိခဲ့တဲ့နေရာမှာတခြားတက်ရှင်ကြံရစ်သူရှိသေးလားကျွန်တော်တို့ရဲ့အဖေကတော့ဆုံးပါသွားခဲ့ပါပြီကျွန်တော်တို့မှလည်း3စုံကလာတဲ့လုပ်ဖို့ကံဘက်တွေရှိပါတယ်အဲ့ဒီနေရာကအစောဆုံးဗီဇပြောင်းလဲမှုဖြစ်ခဲ့တဲ့နေရာလို့ကြားတယ်ကောင်းပါပြီလူနေဆောင်ရဲ့အရှိတ်စစ်ကြံလန်းအတိုင်းအဆုံးထိရှောက်သွားလိုက်ပါအရင်ဆုံးနားနေပါခဏနေရင်တယောက်ကလာပြီးစီစဉ်ပေးပါလိမ့်မယ်ရှောင်းရှိတကယ်ပဲသမီးလေးပဲကိုသမီးအမေကဘယ်မှာလဲကောင်းပါပြီဆက်မပြောပါနဲ့တော့အဲ့ဒီနေ့ကအမေနဲ့အဆက်အသွယ်မရကြတဲ့ကသမီးအမှန်တော့တင်းနေခဲ့ပါပြီဖေအဖေကဘာလို့အိမ်မပြန်ခဲ့တာလဲအန်ကယ်ကသူကသမီးကိုကယ်ခဲ့တဲ့အကိုကြီးပါအဖေတကယ်လို့သူနဲ့အမကြီးတာမရှိရင်တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်အိမ်မပြန်နိုင်ခဲ့တာအကြောင်းရင်းရှိပါတယ်ကျွန်တော်နောက်လိုက်ခဲ့ကြပါကျွန်တော်နာမည်ကဝေကန်းပါစီဝဗေဒသုတေသနဌာနကသုတေသနပညာရှင်တယောက်ပါဒီလိုရေးပေါ်အခြေအနေဖြစ်လာတဲ့အခါကျွန်တော်အစိုးရရဲ့စင့်ခေါ်မှုကိုအရင်ဆုံးဦးစားပေးတုံ့ပြန်ခဲ့ရတာမို့ခွင့်လွှတ်နားလဲပေးဖို့မျှော်လင့်ပါတယ်ဒီ virus တွေကဘယ်ကနေရောက်လာတာလဲခင်ဗျာ
မြေဖြားခံရကိုတော့လောလောဆယ်မသိရသေးပါဘူးဒါပေမဲ့ကျွန်တော်တို့ virus ကိုစန့်ကျင်တိုက်ဖြတ်ပြီးရှင်းလင်းပေးနိုင်တဲ့ဆေးရည်ကိုတော့သူတည်တနာပြုထုတ်လုပ်နိုင်ခဲ့ပါပြီအဲ့ဒါကဇွန်ဘီတွေဟာလူသားအဖြစ်ပြန်ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့သဘောလားခင်ဗျာမှန်ပါတယ်ဒါပေမဲ့လက်ရှိမှာပမာဏကတော့အကန့်အသတ်ရှိနေသေးတယ်အစိုးရကလည်းမလိုအပ်ပဲလူရဲတိုက်ခိုက်တာတွေနဲ့ထိတ်လန့်တုန်လှုပ်မှုတွေမဖြစ်အောင်လောလောဆယ်အပြင်ကိုတရားဝင်မကြေညာသေးတာပါဆိုဘယ်တော့မှလူတွေကိုစပြီးကဲတင်နိုင်မလဲခင်ဗျာကျွန်တော်တို့ပထမဆုံးစမ်းသပ်ကာလအနေနဲ့စတင်ဖို့စီစဉ်နေပါတယ်ရှောင်းရှိအဖေဘဝမှာအကျွေးတင်ဆုံးကတော့သမီးနဲ့သမီးအမေပါပဲအခုပဲလူငယ်အားစီစဉ်ပြီးချက်ချင်းထွက်ခွာကြမယ်သမီးတို့နေခဲ့တဲ့လူနေတိုက်ခန်းကနေပဲစတင်ကြတာပေါ့ခဏလေးပါခင်ဗျာတို့ဇွန်ဘီတွေအကြောင်းဘယ်လောက်ထိသိထားလဲဇွန်ဘီတွေရဲ့အားနည်းချက်ကညံရည်နဲ့အမြင်အာရုံအားသာချက်ကတော့အကြအာရုံပါမှန်ပါတယ်ကျွန်တော်တို့ရှောင်းရှိကိုခေါ်ပြီးလူနေတိုက်ခန်းကနေထွက်ပြေးတော့ကပြောက်ဦးတန်နဲ့ဇွန်ဘီတွေကိုဆွဲဆောင်ခဲ့တာဒါပေမဲ့ဇွန်ဘီတစ်ကောင်ကတော့ဘာလို့ပြန်မှုမှမရှိခဲ့လို့ကျွန်တော်တို့ပေါ်ဆသွားပြီးအဖော်တယောက်ကိုဆုံးရှုံးခဲ့ရတယ်မင်းတို့ကအိမ်ငါးတွေမို့လို့နေမှာပါအဲ့ဒီတိုက်ရဲ့နှစ်ထပ်မှာအမြဲတမ်းနေထိုင်တဲ့နာမကြားအော်ဂန်မရစွန့်နာမကြားအဖိုးကြီးတယောက်ရှိတယ်ရက်ွက်ထဲကလူဟောင်းတွေအကုန်လုံးသိကြတယ်သူ့ရဲ့သားဖြစ်သူဟာလည်းငငယ်ကလေးကညံရီမမီတဲ့အယူလေးတယောက်ဖြစ်ခဲ့တာလေကောင်းပါပြီရှောင်းဝမ်ဒရိုက်တာဝေကလူအင်အားစုဆောင်ပြီးပစ္စည်းတွေပြင်ဆင်နေပြီးလှုပ်ရှားဖို့ပြင်ဆင်ကြစို့လင်းရှောင်းအဲ့ဒီအချိန်ကြာမှပဲကျွန်တော်နားလည်သွားခဲ့တယ်ဒီလောကကြီးထဲမှာအတိမိဆုံးသောအံ့ဖွယ်ရာဟာဘေးရန်တွေကနေကံကောင်းထောက်မစွာလွတ်မြောက်ခဲ့တာမျိုးမဟုတ်ပဲဆုံးရှုံးသွားခဲ့ရတဲ့အရာတွေကိုပြန်လည်ရရှိလိုက်ခြင်းဟာကြောင့်တုံ့ဤလှုပ်ရှားသွားရတဲ့နှလုံးခုန်တမ်းပဲဖြစ်တယ်ဆိုတာကိုပေါ်လင်းရှောင်းရဲ့လက်ကိုပို့ပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိတယ်စိုးရိမ်စိတ်ကြောင့်လက်ကိုလွှတ်လိုက်တာနဲ့မျက်စိရှိကမြင်ကွင်းအားလုံးဟာကဘာပြက်ကက်ရဲ့အလွယ်တကူကွဲချေပျက်စီးသွားမဲ့အိမ်မက်ဆိုးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားမှာကိုကြောက်ရွံ့နေမိတယ်လို့ပဲဒီကဘာပြက်ကက်ကြီးဟာရိုးရိုးရှင်းရှင်းကပ်ပေးတစ်ခုမဟုတ်ခဲ့ပါဘူးအဲ့ဒါဟာလူသားတွေရဲ့ဟန်ဆောင်မုန်းမှန်မှုအားလုံးကိုခွာချပစ်လိုက်တဲ့စမ်းသပ်ချက်ကြီးတစ်ခုဖြစ်ခဲ့တယ်အဲ့ဒါကကျွန်တော်တို့ကိုတွေးနဲ့မျက်ရည်တွေကြားထဲမှာလဲကျစေခဲ့ပြီးအသက်ရှင်ခြင်းနဲ့တည်ဆုံခြင်းကြားထဲမှာနိုးကြလာစေခဲ့တာနောက်ဆုံးမှာတော့ဒီလောကကြီးထဲမှာအဖို့တစုံအရာဟာစီးစိမ်ချက်နဲ့ဂုံတက်တွေမဟုတ်ပဲလူသားတွေရဲ့နှလုံးသားကလာတဲ့နှွေးထွေးမှုတွေပြီးတော့အဆုံးစွန်သောမျောလင်းချက်မဲ့အခြေအနေကြားထဲမှာဘယ်တော့မှမငြိမ့်သက်နိုင်ခဲ့တဲ့လူသားဆန်မှုရဲ့မီးစလေးတွေပဲဖြစ်တယ်ဆိုတာကိုနားလည်စေခဲ့ပါတော့တယ်နောက်ပိုင်းမှာတော့ဇွန်ဘီတွေရဲ့မှောင်မိုက်တဲ့အရေးအာဝါဒတွေဟာတဖြည်းဖြည်းလွတ်ပြဲသွားခဲ့ပြီးမြို့ပြရဲ့စနစ်တကျရှိမှုတွေဟာလည်းတရွေ့ရွေ့ပြလဲနိုးထလာခဲ့တယ်ကျွန်တော်တို့အထုပ်ပိုးတွေကိုပြင်ဆင်ပြီးလင်းရှောင်ရဲ့ရင်ထဲမှာမြုပ်နှံထားခဲ့တဲ့အိမ်မက်လေးကိုအကောင့်ထဲပေါ်ဖို့အတွက်တာဝန်ရိုးဆုံးအန်တာတစ်ကစီကိုခရီးစတင်ခဲ့ကြတယ်အဲ့ဒီနေ့မှာတော့ကျွန်တော်တို့ဟာဖြူစင်လုံးနဲ့ရေခဲပြင်ကြီးပေါ်မှာမတ်တက်ရဲ့ရင်ညကောင်းကင်ရဲ့တစ်ခုလုံးမှာလွတ်လပ်ပြန်ဝဲနေတဲ့အလင်းတန်းအော်ရိုရာကြီးကိုငေးကြည့်နေခဲ့ကြတယ်အဲ့ဒီအလင်းတန်းဟာညင်ကောင်းကင်တဲ့ကိုကြေမောပျက်စီးပြီးလွတ်စင်ကျလာတဲ့ပိုးဆုံးကျူးလေးတွေလိုပဲဒီကဘာပြက်ကကြီးဟာမြို့ပြရဲ့စီကားမှုတွေကိုချေမောပစ်နိုင်ခဲ့ပေမဲ့ကျွန်တော်တို့နှလုံးသားထဲကအလင်းရောင်ကိုတော့မချေမုန်းနိုင်ခဲ့ပါဘူးဘဝရဲ့အေဂျင့်တည်ငြိမ်မှုတွေကိုလူယူသွားခဲ့ပေမဲ့ကျွန်တော်တို့ရဲ့လက်တွေကိုတော့ပိုးပြီးတင်းတင်းကြပ်ကြပ်စုပ်ကင်စေခဲ့တယ်စကြဝဠာကြီးတစ်ခုလုံးမှာဒီလိုစီးဆင်းနေတဲ့အလင်းတန်းတွေနဲ့တယောက်ကိုတယောက်မိခွဲရက်တည်နေကြတဲ့ကျွန်တော်တို့ရဲ့အရေးနှစ်ခုပဲကြန့်ရှိနေတော့တယ်လို့မျိုးလူယွမ်းအမှန်တော့အလင်းတန်းအော်ရာတွေဟာသမီးစိတ်ကူးရင်ခဲ့တာထက်တောင်ပိုပြီးတော့လှပနေပါသေးတယ်နော်